Saga ရဲ့ hair dryer လေးတစ်လုံးအိမ်မှာရှိထားရုံနဲ့ hair style လေးနဲ့ပုံဖော်ထားတဲ့ပုံစံမျိုးကိုလိုအပ်တဲ့လိုမျိုးပုံဖော်လို့ရတယ်အခုဆိုရင်တော့ Saga ရဲ့ 5-1 dryer လေးကိုစမ်းသုံးပြီးသွားရေးသူ့မှာပါတဲ့ခေါင်းလေးတွေကအကုန်ကဖြော့ရတက်ရတာလည်းလွယ်တယ်နောက်ပြီးတော့ဒီ dryer လေးဆိုရင်လည်းကိုင်းရလည်းထမတောက်တောက်ရှိရဲကိုလိုတလိုမျိုးဘလိုပုံစံမျိုးပဲဖြစ်ဖြစ်ထားပြီးတော့သုံးလို့ရတယ်လက်လည်းမနာဘူးသူ့မှာရှိရဲ့ဒီ fan space လေးတွေကဆိုရင်လည်းအတိုးလျှော်လုပ်လို့ရတယ်အပူအေးလည်းပါရဲ့အတွက်ကိုအပူအေးကိုခန္ဓာရင်းရှိလောက်ကိုလိုချင်လိုမျိုးလေးပြောင်းပြီးတော့သုံးလို့ရတယ်အရောင်လေးရဆိုရင်ဖြစ်ဒီတန်းခဲရောင်လေးရဲ့ခဲရောင်လေးရဲ့ဆက်ထားရရဲ့နောက်ပြီးတော့ဒီရွှေရောင်လေးရဲ့ခဲရောင်လေးရဲ့ဆက်ထားရဲဆိုပြီးတော့2ရောင်ရှိရဲဒီမှာပါစင်နဲ့အမြင်ရဆိုရင်တော့ဒီခဲရောင်လေးနဲ့ဒီတန်းခဲရောင်လေးနဲ့ဆက်ထားတာလေးကိုပို့ပြီးတော့သဘောကျတယ်ဒီ Saga 5-1 dryer လေးကို online ကနေတစ်စင်းမှာယူလို့ချင်တယ်ဆိုရင်တော့ညီမတို့ရဲ့ Saga မြန်မာ Facebook page TikTok ကနေတစ်စင်းမှာယူလို့ရနိုင်တယ်လို့လူကိုယ်တိုင်လာဝယ်ယူလို့ချင်တယ်ဆိုရင်တော့နံပါတ်81 Thank you လက်နဲ့ကန်နာလိုင်းတောင်း Saga showroom ကိုလာရောက်ဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါရရှင်